အဲ့ဒီလက်ကလေးမှဖြစ်နိုင်ရွှေတောင်ချထားခြင်းလေ တမိုးထားတယ်ပေါ့ နူအောင်လို့ ဟမ်ဟာကွာ မဟုတ်ဘူးလေဟိုလက်ကလေးတွေနုသွားအောင်လို့ အဲ့လိုလုပ်တော့မယ် ဦးချစ်ကိုကြော်ကြည့်ရည်လားဘယ်ချင်းကြည့်လိုက်ဒီအဲ့ပစ္စည်းအစုပ်ကလေးနဲ့ဒီကုတ်ကိုရှောက်လုံနေရနော်အဲ့လိုကလုံတော်လုံနေရနော်နားတယ်ကိုရှိရလားမသိ ဒီလိုပဲကွာလူမာတော်မှဟိုဒါနာတာသေးတာဆိုရှိသေးတာပဲဆက်ပြည့်စည်လည်းပြက်တာပေါ့ကွာဟင်းဒီဆက်ဒီပြက်နေမြတ်တို့ထမင်းမငတ်ဘူးပေါ့ဟုတ်လား အားကြတယ်တကယ်အားကြတာကျွန်တော်အဲ့ဒါကိုသိဝါသနာပါတာဒီပြင်နာပြည့်တယ်အမတန်ဝါသနာပါတာဒါပေမဲ့အချစ်သိတဲ့အတိုင်းပဲလေကျွန်တော်ကလည်းဒီရောမှာဆိုရင်ကျွန်တော်လောက်ချမ်းသာမှာတော့တရားမှမရှိပစံလေးလည်းချမ်းသာတယ်ပစံလေးလည်းဝင်လိုက်တာဟိုကဝင်ဒီရောက်ဝင်တယ်ထားစီကနေရာဘူးမရှိချမ်းသာလိုက်တာသုံးမကုန်းဖြုံးမကုန်း ကဲတော်ပါတော့ကွာနော်အဲ့ဒါကြောင့်မလုတ်ဖြစ်ဘူးလို့ပဲပြောလိုက်ပါတော့နော်ကျောင်းကျောင်းမေတ္တာပြအောင်မင်းရှောက်ပြောနေ ခါတကြတော့ကျွန်တော်စဉ်းစားမိတယ်ဒီလား ဟာစဉ်းစား ဒီလျှက်စစ်မိတာမရှိရင်လူတွေတော်တော်ဒုက္ခရောက်မှာနော် ဟာလက်တဲ့မီးမရှိရင်ဒုက္ခရောက်မှာမဟုတ်ဘူးရှိလို့ဒုက္ခရောက်နေတာဟေးရှိလို့ဒုက္ခရောက်နေတာအဲ့ဒီလက်တဲ့မီးကိုတည်ဆင်သွားတဲ့အဲ့ဒီဆင်းဆိုတဲ့ပုံကိုငါတွေ့ပါကိုပြရိုက်ချင်တာ ဘာဖြစ်လို့ရရ ဟာဒီလူကလက်တဲ့မီးကိုသာတည်ထွင်သွားတာဒီမီးပြည့်ရင်ဘာဆက်လုပ်ရမလဲဆိုတော့မတည်ထွင်သွားလို့ဘာကြီးပြရိုက်ချင်တာ